လူမှန်မှားတတ်ကြတာလေအဲ့တော့ငါလည်းဘူးဆိုတော့မှားတော့ဒါပေမဲ့ငါစီမှာဘာအတိတစ်ခုဝင်လာလဲဆိုအဲ့အမှားကြီးကအကြာကြီးဆက်မမှားတော့အဲ့အမှားကိုပြင်လိုက်အဲ့ပြင်မယ်ဆိုတာလေဘယ်သူ့ကိုမှသွားကျွန်တော်ပြင်ပါမယ်ဗျာလို့ပြောစရာမလိုဘူးငါပြင်လိုက်မယ်ဆိုတော့အဲ့အမှားအားလုံးရပ်သွားစိတ်ပဲငါပြင်စိတ်အရေးကြီးဆုံးပါ ဖေးစိတ်ကိုပြင်လိုက်အောင်နဲ့ဘဝကိုဘယ်လိုတိုးတက်ပြောင်းလဲအောင်လုပ်မအောင် ငါသာနေမျိုးမင်းဒီမေးခွန်းဟာအရန်ကိုမေးတဲ့မေးခွန်းပဲစိတ်အရေးကြီးတယ်တခုလောက်တော့မယ်လို့စိတ်ကအရင်ဖြစ်တာမကောင်းတာလုပ်တယ်ဆိုတာလို့စိတ်ကအရင်ဖြစ်တယ်ကောင်းတာလုပ်မယ်ဆိုတာစိတ်အဲ့စိတ်အရန်ရေးကြီးတယ်မင်းဘဝကိုမင်းတိုးတက်အောင်လုပ်မယ်ဆိုအဲ့တိုးတက်စေတဲ့အလုပ်ကိုမင်းလုပ်ဖြစ်တဲ့အရေးကြီးအဓိကကတော့အလုတ်လုတ်ချင်တဲ့စိတ်မင်းမှာရှိဖို့လို့မင်းဘာဖြစ်ချင်လဲအဲ့ဒီမင်းဖြစ်ချင်တာကိုဖြစ်အောင်လုပ်မယ်အဲ့ဒီအလုတ်ကိုဘယ်လိုရှားရတယ်အဲ့ဒီအခွင့်အရေးဘယ်မှာရှိတယ်ဆိုတာရှာတတ်တဲ့စိတ်အဲ့ဒါရှိဖို့ဖြစ်လူမှန်ရင်အဲ့သမင်းစားဖို့လုတ်လုတ်ကြငါပြောချင်တာတော့ကွာဖြည်းဖြည်းအားလုံးမေးလိုက်တော့အဲ့ဒါရဘယ်တော့မှလည်းပြန်ဖြစ်မှာမဟုတ်တော့သူ့ထားလို့အခုချိန်ကစပြီးတော့မင်းဆိုရင်ငါဆိုရင်မင်းအမေဆိုရင်စိတ်အစ်စ်ဖြစ်ချင်တဲ့စိတ်အစ်စ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်အစ်စ်ဘဝအစ်စ်ငါတို့ချီတက်ကြစို့ဟမ်